ဒေါသစိတ်ကိုဘယ်လိုထိန်းချုပ်မလဲရှောင်လွှဲတာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့ဈေးဖြစ်တယ်တချို့ခံစားချက်တွေကထွက်ပေါက်ပေးပြီးနောက်ဝေဒနာတွေအဖြစ်မကြံရစ်ခဲ့ဘူးအဲ့ဒီခံစားချက်တွေကရီမောခြင်းဝမ်းသာခြင်းကျေနပ်ခြင်းတွေဖြစ်တယ်တချို့ခံစားချက်တွေကထွက်ပေါက်ပေးပြီးနောက်ဝေဒနာတရက်အဖြစ်ရင်မာကြံရစ်ခဲ့တတ်တယ်အဲ့ဒီခံစားချက်တွေကစိတ်တူခြင်းဒေါသထွက်ခြင်းကြမ်းတမ်းခြင်းတွေဖြစ်တယ်။ကိုချင်းစာစိတ်မရှိဘူး။တရိษံထက်တောင်ဆိုးတယ်။အသုံးမကျဘူး။ကိုကြိုးပဲကြည့်တယ်။စတဲ့အဖြစ်ဆိုကျင်းဆဲမှုတွေကိုတင်ကြားတဲ့အခါဘယ်လိုခံစားရသလဲ။ဒေါသထွက်တဲ့အခါတင်လဲအဲ့ဒီလိုကျင်းဆဲတတ်သလား။လူဆိုတာခံစားချက်ရှိတဲ့တတဝါတွေမို့စိတ်တူဒေါသထွက်တတ်ပါတယ်။စိတ်တူဒေါသထွက်တဲ့အခါအဲ့ဒီခံစားချက်ကိုတင်အလင်းမြန်ထိန်ချုပ်နိုင်သလားဒါမှမဟုတ်စိတ်တူဒေါသထွက်ပြီးနောက်ကျိန်ဆဲထိခိုက်ခဲ့တဲ့စကလုံးတွေကိုဘယ်လိုပြန်ဖာထေးရမလဲလို့တွေးတောပြီးစိတ်ရှုပ်ခဲ့သလားစိတ်တူဒေါသထွက်တဲ့လူတစ်ယောက်ဟာအတိပြန်ဝင်လာတဲ့အခါအဲ့ဒီဒေါသတွေကိုကိုပေါ်ပြန်ပုံချတတ်တယ်ပန်တွေမှာငွေစုရင်အတိုးရသလိုမျိုးရင်ထဲကဒေါသတွေဟာလည်းနာကျင်ခြင်းအဖြစ်စုပုံအတိုးချတတ်တယ်။စိတ်တူဒေါသထွက်တဲ့အခါကိုယ့်ရဲ့ဒေါသစိတ်ကိုကျွန်တော်တို့အကဲခတ်သိရပါမယ်။ဒေါသစိတ်ကိုစိတ်နေသဘောထားတစ်မျိုးလို့သတ်မှတ်ပြီးကိုဒေါသထွက်စေတဲ့အရာဝတ္ထုလူတွေနားမချင်းကပ်ရပါဘူး။ဒေါသထွက်တဲ့အခါကိုယ်စိတ်ကိုယ်ခံစားချက်ကိုခွဲချမ်းစိတ်ဖြာသိရပါမယ်။ဘာဖြစ်လို့စိတ်တူတယ်လဲ။ဘာကြောင့်ဒေါသထွက်ရသလဲ။မပြတ်အကဲခတ်ကြီးမှကိုပိုထိန်းချုပ်နိုင်ဖို့ယုံကြည်မှုရစေပါတယ်။ဒါမှသာသုံးအားတဲ့အပြုအမူအသိဉာဏ်မဲ့တဲ့လုပ်ရက်တွေကိုမလုံးမိမှာဖြစ်တယ်။တခါကကုသိုလ်ကောင်းမှုတွေအမြဲလုပ်တဲ့တထေးမတဦးရှိတယ်။တထေးမစီမှာရိုးသားစ조사တဲ့အိမ်ဖော်ကောင်မလေးတယောက်ရှိတယ်။ဒီနေ့မှာအိမ်ဖော်ကောင်မလေးဟာကောင်းမှုကုသိုလ်တွေနဲ့တတိမွေးတဲ့တထေးမရဲ့စိတ်ကိုစမ်းသပ်ချင်လာခဲ့တယ်။တထေးမဟာတကယ်စိတ်နှလုံးကောင်းသူလားဒါမှမဟုတ်ချမ်းသာတဲ့ငွေကြေးနဲ့လူဒန်းနေတာတွေဟာအပေါ်ယံဟန်ဆောင်မှုလားဆိုတာကိုသူသိချင်ခဲ့တယ်။အဲဒီလိုနဲ့အိမ်ဖော်ကောင်မလေးဟာနှစ်ရက်ဆက်တိုက်နေ့လယ်မှအိမ်ယာထားတယ်။ဒါကိုတထေးမကစိတ်တို့ဒေါသထွက်ပြီးသူ့ကိုရိုက်နှက်ခဲ့တယ်။ဒီအဖြစ်အပျက်ဟာတယောက်နာတယောက်ပေါက်ကြားပြီးတထေးမရဲ့တတိမွေးတဲ့နာမည်ပြတ်ခံခဲ့ရသလိုရိုးသားသစ္စာရှိတဲ့အိမ်ဖော်တယောက်ကိုပါသူဆုံးရှုံးခဲ့ရတယ်။ဒေါသကိုခံစားချက်နဲ့ထက်နိုးဆွလိုက်ရင်ဒေါသမီးဟာလောင်လေကြီးလေဖြစ်တတ်တယ်။အထူးသဖြင့်ခံစားချက်ရဲ့နောက်မှာအလိုဆန္ဒရဲ့စိုးသွမ်းခြင်းတွေကပ်ပါလာတတ်တယ်။ဒေါသထွက်နေသူတယောက်ဟာအသိဉာဏ်မဲ့ပြီးတခြားသူကိုထိခိုက်စေတဲ့ကိုထိခိုက်စေတဲ့အန္တရာယ်ကောင်အဖြစ်ပြောင်းလဲသွားတတ်တယ်။စိတ်တူဒေါသထွက်ခြင်းကကိုယ့်ရဲ့နာမည်အလုတ်အကိုင်တငယ်ချင်းကိုချစ်တဲ့လူတွေကိုပါဆုံးရှုံးနစ်နာစေပါတယ်။စိတ်ရဲ့တည်ငြိမ်ခြင်းကျန်းမာရေးအပြင်ကိုပါဆုံးရှုံးစေပါတယ်။ဒေါသစိတ်ဟာအကျဉ်းတန်သူပါလူကိုပျက်စီးစေတဲ့ခံစားချက်တွေပေးတဲ့အပြင်လူစိတ်လူဘဝကိုပါကြိုးကင်ချဲလဲပါတယ်။ဒေါသစိတ်ရဲ့ပြင်းအားဟာတခါတလေမှာကျွန်တော်တို့တွေးတောထားတာထက်ပိုနေတတ်ပါတယ်။ကျွန်တော်တို့ကြောင့်သူတစ်ပါးထိခိုက်သွားတယ်ဒါမှမဟုတ်သူတစ်ပါးကြောင့်ကျွန်တော်တို့ထိခိုက်သွားခါမှဒေါသစိတ်ဟာကြောက်စရာကောင်းမှန်းကိုကျွန်တော်တို့သတိထားမိတတ်ကြတယ်။ဒါပေမဲ့ဒါဟာအရန်နှောင်းသွားခဲ့ပါပြီ။ပိုကြောက်ဖို့ကောင်းတာကဒေါသစိတ်ဆိုတဲ့ခံစားချက်ဟာသူတူးတဲ့ထီမနေပဲတခြားအဖြစ်တပေါ် negative ဆောင်တဲ့ခံစားချက်တွေကိုပါနှိုးဆွတတ်ပါတယ်။ချောင်းထဲကငါးပူတင်းလေးတစ်ကောင်ဟာတရားအောက်မှာဖြတ်သွားဖြတ်လာကူးခတ်နေရတာကိုနေတတ်တယ်။တခါတော့ကူးခတ်ရင်းမတော်တဆတရားပေါင်နဲ့သူတိုက်မိခဲ့တယ်။ငါကလေးဟာစိတ်တူနဲ့နေရာကမခွာခဲ့ဘူး။တရားကိုသူစိတ်တူတယ်။ရစည်းချောင်းကိုသူစိတ်တူတယ်။သူ့ကိုသူဘာကြောင့်တိုက်မိရတယ်လဲဆိုပြီးစိတ်တူတယ်။အဲ့ဒီလိုနဲ့ငါကလေးဟာ
စိတ်တူတူနဲ့ဇူးတောင်တွေကိုဖြန့်ပြီးတရားပောင်ကိုအားနဲ့ဝင်တိုင်းထည့်လိုက်တယ်။အဲ့ဒီမှာအားနဲ့ရေပေါ်ကိုသူရောက်လာခဲ့တယ်။အဲ့ဒီအချိန်မှာငှက်တကောင်ကသူ့ခန္ဓာကိုယ်ပူလုံးလုံးလေးကိုဒုက္ခနဲ့ဖမ်းယူပြီးမြူချပစ်လိုက်တော့တယ်။တကယ်လို့ငါပူတင်လေးဟာဒေါသစိတ်ကိုထိန်းနိုင်ခဲ့ရင်တရားအနီးကနေသူခွာခဲ့ရင်သူ့ဘဝကိုသူဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ဒေါသစိတ်ဟာကြောက်စရာကောင်းမှန်းသိရင်အဲ့ဒီဒေါသစိတ်မပေါက်ကွဲအောင်ထိန်းချုပ်တတ်ရတယ်။ကိုယ်ခံစားချက်ကိုပြင်ဆင်ပြီးမပေါက်ကွဲခင်အဲ့ဒီဒေါသစိတ်ကိုအကဲခတ်တတ်ရတယ်။ထိန်းချုပ်တတ်ရတယ်။ဖြည့်ရှင်းပြောင်းလဲပြစ်တတ်ရတယ်။ဒီလိုလုပ်ဖို့မလွယ်ကူလာပါဘူး။ဒါပေမဲ့ဒါတွေကိုအလေးထားလုပ်ခဲ့ရင်ဒေါသစိတ်ဟာထပ်ပေါက်ကွဲလာနိုင်မှာမဟုတ်ပါဘူး။ထိန်းချုပ်ရခက်တဲ့ဒေါသစိတ်ဟာလူစိတ်လူကျန်းမာရေးကိုထိခိုက်စေပါတယ်။တကယ်တော့တခြားခံစားချက်တွေလိုဒေါသစိတ်ကိုလည်းထိန်းချုပ်လို့ရနိုင်ပါတယ်။စိတ်တူဒေါသထွက်တဲ့အခါကိုထိန်းချုပ်နိုင်ဖို့အောက်ကအချက်တွေနဲ့အကြံပြုချင်ပါတယ်။နံပါတ်1အကျင့်တိတ်ခါရှိတာဟာဒေါသစိတ်ကိုထိန်းချုပ်စေတဲ့အခြေခံဖြစ်တယ်။အကျင့်တိတ်ခါရှိသူဟာယဉ်ကျေးသိမ်မွေ့တယ်။စိတ်တဘောထားပြေဝတယ်။အကျင့်တိတ်ခါမရှိသူကစိတ်အပြောင်းလဲများတယ်။ကြမ်းတမ်းတဲ့စကားကိုဆိုတယ်။နောက်ဖြစ်လာမဲ့အကျိုးဆက်ကိုမမျှော်မှန်းသူဖြစ်တယ်။မီးလောင်ရလေပင်သူဖြစ်တယ်။ဒါကြောင့်ကောင်းမွန်တဲ့အကျင့်သိက္ခာကိုမွေးမြူတာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့အခြေခံနည်းဖြစ်တယ်။နံပါတ်2ရှောင်လွဲတာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့ဈေးဖြစ်တယ်။ဒေါသထွက်ချိန်မှာထိတ်တိတ်ပောက်ကွဲတာတွေမဖြစ်အောင်ရှောင်လွဲသရမယ်။ဥပမာလမ်းထွက်ရှောက်မယ်။စာအုပ်ဖတ်မယ်။သချင်းနားထောင်မယ်။ဘောလုံးကန်မယ်။ချက်ထိုးမယ်။စားတဲ့ပေါ့ပါတဲ့အလုပ်ကိုလုပ်ပြီးဖြစ်နေတဲ့ဒေါသစိတ်ကိုငြိမ်ချအောင်ပြုလုပ်တာဖြစ်တယ်။နံပါတ်3ကိုထိန်းချုပ်တာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့ရှေ့ပြေးဖြစ်တယ်။ကိုထိန်းချုပ်တာဟာစိတ်တူဒေါသဖြစ်နေတဲ့ခံစားချက်ကိုထိန်းချုပ်တာဖြစ်တယ်။နံပါတ်4စွမ်းရည်မြင့်တင်တာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့အဓိကအချက်ဖြစ်တယ်။ဒေါသစိတ်ကိုဘဝရဲ့ခွန်အားအဖြစ်ပြောင်းလဲတာဖြစ်တယ်။တရုတ်စစ်သူကြီးဆန်ဘင်းဟာပြည်တံကြစဉ်စိတ်တူဒေါသထွက်ပြီးဆန်ဘင်းစစ်ပညာဆိုတဲ့စာအုပ်ကိုရေးသားခဲ့တယ်။စိတ်တူဒေါသထွက်တဲ့အခါအဲ့ဒီဒေါသမီးကိုအတိညာနဲ့ငြိမ့်သက်ပြီးခွန်အားအဖြစ်ပြောင်းလဲမြင့်တင်တာဖြစ်တယ်။နံပါတ်5စိတ်နေတာဟာဒေါသစိတ်ကိုထိန်းချုပ်တဲ့မူဝါဒဖြစ်တယ်။ဒေါသထွက်ချိန်စကားလျှော့ပြောမယ်။ဒါမှမဟုတ်စကားမပြောဘဲစိတ်နေတာဟာအုံနောက်ကိုငြိမ်အေးစေတဲ့နည်းဒေါသကိုထိန်းချုပ်တဲ့နည်းဖြစ်တယ်။သူတစ်ပါးနဲ့ရန်ဖြစ်ပြီးဒေါသတွေထပေါက်လာခါနီးအချိန်မီမထိန်းချုပ်နိုင်ခဲ့ရင်ဒေါသတွေဟာတာပေါက်တဲ့ရည်နီတွေလိုဒုံဆိုင်တဲ့မြင်းရိုင်းတွေလိုကိုယ်စိတ်ထဲတိုးဝင်လာပြီးဆိုးကျိုးတွေဖြစ်စေပါတယ်။တခဏလောက်စိတ်နေပြီးကိုဒေါသရဲ့ဥခေါင်းဒါမှမဟုတ်တစ်ဖက်လူရဲ့ဒေါသဥခေါင်းကိုချိုးညွတ်နိုင်ခဲ့ရင်လေငိမ်လိုင်းဆဲပြီးရေပြင်ဟာကြည်လင်နေပါလိမ့်မယ်။